ကိုရဲ့အချက်တော် PN ရဲ့တရားရင်ဆိုင်တဲ့ကိစ္စအားလုံးကြားကြမှာထင်တယ်နော်အဲ့ဒါကိုလည်းသိချင်လို့ကိုယ်လိုက်ပြီးတော့ရှာလိုက်တဲ့ခါကျဘာတွေ့လဲဆိုတော့ PN ရဲ့ဘဝကွာကိုရီ APO တစားရရုပ်ရှင်ထဲမှာတွေ့ရတဲ့ကောင်းတူရဲ့ဘဝထက်တောင်မှသူ့ရဲ့ဘဝဇက်နာသေးရဲ့ကွာစကားထဲမှာဆိုလဲသိရမလားကောင်းတူကအလုပ်ကြိုးစားတယ်ရိုးသားတယ်စီးရင်ပေမဲ့သူကကြိုးစားလေးနဲ့ဘဝကိုဖျက်တမ်းတယ်ကွာဒီလိုလူမျိုးကွာတူတူပဲဖေရင်ကတကယ်သူဘဝအပြင်ဘဝမှာဆိုတော့သူကအလုပ်ညာအလုပ်ကိုမျက်နှာလို့ချစ်လို့သာလုပ်နေတာကွာ तू ကအဲ့ဒီဟာနဲ့တက်လန်းရှိမဲ့လမ်းချောင်းပြီးတော့ဒီဟာနဲ့ကွာချမ်းသာလာမဲ့လမ်းချောင်းမမြင်ရအောင်ကွာဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ကုမ္ပဏီကြောင့်ကွာသူ့ရဲ့ကုမ္ပဏီရဲ့နာမည်ကဟဲမာရီလော့ဆိုတဲ့နာမည်နဲ့ကွာအဲ့ကုမ္ပဏီကဘယ်လောက်တောင်ဆိုးလဲဆိုရင်ကွာ PN ကတောက်လျှောက်သူ့ကုမ္ပဏီမှာလုံလာခဲ့တဲ့အမှုပညာကြီးတွေကိုကွာမပေးဘူးကွာမပေးထားဘူးအဲ့ခါကျ PN ရဲ့လက်ထဲမှာပတ်စံမရှိဘူးအဲ့တော့ PN မှာအဲ့ပတ်စံတွေကဘယ်လောက်ရှိလဲဆိုတော့ US ဒေါ်လာနဲ့ဆို12,000လောက်ရှိရလို့ပြောကြရဲကွာမြန်မာငွေနဲ့ဆိုရင်3,000နီးပါးပေါ့နော်အချမ်းပြင်းမဲ့ထားပါတော့800နဲ့1,000ကြားလေးတော့ဖြစ်မှာပေါ့နော်အဲ့လောက်နီးပါးရှိရကွာဒါပေမဲ့အဲ့ဒါက PN ရဲ့တစ်နှစ်စာအမှုပညာကြီးလို့ပြောတယ်ကွာဆိုတဲ့အခါကျတော့တရုတ်မှာဆိုရင်ကွာဒီအမှုပညာကြီးကအရန်နဲတယ်လို့ပြောလို့ရကိုယ်မြန်မာမှာတော့မှကွာမြန်မာတရုတ်ဆောင်မင်းသားမင်းသမီးရဲ့အမှုပညာကြီးကကွာ3,000ဆိုတာရုပ်ရှင်တကားရိုက်စာပဲရှိရကွာအမှန်တိုင်းပြောရရင်လေအဲ့တော့ तू က PN အတွက်ကဒါတစ်နှစ်စာအမှုပညာကြီးဆို तू ရုပ်ရှင်ကားပေါင်းဘယ်လောက်ရှိမှာတော့ရုပ်ရှင်ကားတွေရောကြော်ညာတွေရောပြီးတော့ဘာလို့variety show တွေရော promotion တွေရောဒါမျိုးတွေကအများကြီးသူ့မှာပါထားရရှိရကွာအဲ့ဒါတွေအတွက်3,000ဆိုအရက်နဲလို့နေကွာဘယ်လောက်တောင်နဲလဲဆိုရင်ဒီအမွှာညီမတောင်ပြောယူရတယ်ကွာသူ့ကုမ္ပဏီမှာခံထားတဲ့တန်ရှင်းဝန်ထမ်းတော်မှာ PN ထက်လာစားများတယ်ဆိုတဲ့ပုံစံမျိုးသူပြောရကွာအဲ့ခါကျတော့စီမစဉ်းစားကြည့်တော့ကွာတည်မလားအဲ့တော့ PN ကဒီဟဲမယူလို့ယုံကြည်ပြီးတော့သူကသူ့ရဲ့ပေါ့နော်ဇာတိမျိုးမဟုတ်တဲ့ပေချင်းကိုတက်လာတယ်ပေချင်းမှာအခြေချတယ်ဒီနိပညာလုပ်ငန်းတွေကိုဆက်လုပ်တယ်ပေါ့နော်ပေချင်းမှာနေတဲ့အခါသူကအိမ်ငှားပြီးနေရကွာပြောချင်တယ်သူ့မှာ agency ရှိရကုမ္ပဏီရှိရကွာကုမ္ပဏီကနေပြီးတော့နေဖို့ထိုင်ဖို့နေရစီစီပေးပါကွာဒါပေမဲ့အဲ့လိုမစီစီပေးထားပဲနဲ့ तू ကအိမ်ငှားနေရတယ်အဲ့အိမ်ငှားကအတွက်ကို तू မိဘစီကပြန်တောင်းရတယ်ကွာဘယ်လောက်ထိအချိန်ဆိုလဲအဲ့ဒါအပြေသူ့ဘယ်လိုလုပ်လဲဆိုတော့အဲ့ဒီဟဲမာယူလောကုမ္ပဏီရဲ့ပေါ့နော်မန်နေဂျာတယောက်ရဲ့မွေးနေ့မှာ तू ကဟုံပေါင်းမပေးမိလို့ဆိုပြီးတော့ကွယ်PN ကိုည3နာရီပေါ့နော်မနက်3နာရီပေါ့ကွယ်ထားမနက်3နာရီဖုန်းဆက်နှိုးပြီးတော့ဟုံပေါင်းမပေးရဲ့အတွက် तू အပြစ်တင်နေချိန်မောင်းနေပေါ့နော်အဲ့လိုမျိုးပြောတာဘယ်လောက်တောင်မှဆို2နာရီကြာတဲ့သူ့အဲ့လိုမျိုးစကားကြီးပြောတယ်ပေါ့ကွယ်ကောင်လေးကလည်းအရန်ယူသားပြီးတဲ့ခါကျ तू ကငြိမ်ပဲနေရတယ်ငြိမ်ပဲခံရတယ်ပေါ့ကွာအဲ့တော့အခုချိန်မှာတော့ကျန်းသားဟိုင်နဲ့သူပေးနာမှာရှိနေပြီပြီးတော့ဒီဗာလဲဘီလီယံနာအမွှာညီမနှစ်ယောက်ကလည်းသူပေးနာမှာရှိနေပြီဆိုတော့သူတို့ကဒီကုမ္ပဏီနဲ့ပေါ့နော်စာချုပ်ဖြတ်ဖို့အတွက်သူတရားစွဲထားတယ်အဲ့တော့ကုမ္ပဏီကလည်းဘယ်လောက်တောင်မှအကျိုးတင်းနေဆိုရင်အခုချိန်ထိသူတို့ကစာချုပ်ကိုမဖြတ်သိမ်းရအောင်စာချုပ်တိုင်ကလည်းမကုန်သေးဘူးဆိုတဲ့အခါကျတော့ဖေးကချက်ကြိုင်တာပေါ့နော်အရင်ဖေးကအခုဆိုရင်ဖေးကနာမည်လေးကြီးလာပြီလူချစ်လူခိနဲ့ပေါ်လာဆိုတဲ့အခါကျသူလာပြီးတော့ပေါ့နော်ကန်းလန်းနဲ့product တွေများလာတယ်အဲ့ထဲကတစ်ခုကပါလဲဆိုတော့ဟိုတနေ့ကမှကျန်းသားဟိုင်ရပေါ့နော်ဗာလဲ live runner ကိုလိုက်ဆောင်ပြီးတဲ့ရီမွေးကြော်ညာလေးနော်အဲ့ရီမွေးကြော်ညာလောက်တာတော့မှအဲ့ရီမွေးကြော်ညာကဖေးနဲ့အစာချုပ်ချုပ်ပြီးတော့ဖေးကိုကန်းလန်းလို့ဆိုပြီးတော့သူကအဲ့ဟဲမာယူလို့ဆိုကုမ္ပဏီကနေပြီးချင်းချုပ်စာတင်နေကွာတယ်မလားဖေးနဲ့ငါတို့ကုမ္ပဏီနဲ့စာချုပ်တက်မဖြစ်စာချုပ်တက်မကုန်သေးဘူးပေါ့ကွာစာချုပ်မဖြတ်သိမ်းရသေးဘူးအဲ့ခါကျဒီကာလအတွင်းမှာမင်းတို့ကအဲ့လိုမျိုးစာချုပ်အသစ်တွေလုပ်တယ်အလုပ်အသစ်တွေလက်ခံနေဆိုရင်ဒါတရားဥပဒေလမ်းကြောင်းအရဆိုတရားမဝင်ပေါ့နော်။ဘာညာဆိုသူချင်းချောက်တယ်အဲ့ခါကျတကယ်လုပ်တဲ့အခါကျတရားစွဲမယ်ဆိုပြီးပုံစံမျိုးလုပ်ကောအဲ့တော့အဲ့လောက်ထိကွာရုံမာတာကွာသူတို့ကကွာအဲ့ခါကျတော့အခုကျတော့ဖေးရဲ့ဘက်မှာဟိုညီမလေးရှိရခါကျသူတို့တရားစွဲကွာအဲ့စာချုပ်ဖြတ်သိမ်းမှုတရားစွဲထားတဲ့ဟာအခုဆိုပထမတရခွင်ပြီးသွားပြီပထမတရခွင်မှာတော့ထွက်လာတဲ့ရလက်တီကတော့ဖေးရဲ့ဘက်ကိုအလေးသားတွေတွေ့ရတယ်ဒုတိယတရခွင်ဆက်သွားဖို့အတွက်ဥတီနေရပေါ့နော်ဒုတိယတရခွင်မှာဘလို့အခြေအနေမျိုးထွက်လာမလဲမသိဘူးဒါပေမဲ့ကိုရီကတော့ကိုရီရဲ့အချစ်ကလေးပိုင်ခင်းလန်းကိုပဲဆက်လျှောက်နိုင်ဖို့အတွက်အများကြီးချစ်ပေးဖို့ပဲပေါ့နော်အများကြီး support လုပ်ပေးကြဖို့ပဲဒီကနေပြီးပြောလိုက်ချင်ပါတယ်လို့